သူမကိုစိတ်ထလာအောင်ဘလို့ပြုစုမလဲမိန်းမတစ်ယောက်ဟာလည်းအိပ်ရာထဲမှာအရန်စိတ်ကြွတတ်ပါတယ်ဒါပေမဲ့သူမအရန်ကောင်းကောင်းခံစားနေရမှာပါတင်သာသူမကိုအတက်နိုင်ဆုံးစိတ်ကြွအောင်လုပ်ပေးခဲ့နိုင်ရင်တော့တင်တို့ပြန်ရမယ့်လိန်ကိစ္စဟာအံ့ဩလောက်အောင်ဖာနေမှာပါကျွန်တော်တို့ပရိသတ်တွေကတော့စိတ်ထရယ်ပေမဲ့အမျိုးသမီးတွေကတော့ကွဲပြားခြားနာပြီးပိုခက်ခဲတဲ့လှုံ့ဆော်မှုမျိုးလိုပါတယ်အောက်ဖော်ပြပါနီးစနစ်တွေနဲ့စူးစမ်းကြည့်ပါနံပါတ်1ဖြည်းဖြည်းလုပ်ပါချက်ချင်းကြီးအဓိကကိုတန်းမသွားပါနဲ့သူမကိုအရင်ပြုစုပေးပါသင်အဓိကကိုသွားချင်နေပြီဆိုတာသိပါတယ်ဒါပေမဲ့တင်သူမရဲ့စိတ်ကိုဖွင့်လှစ်နိုင်ဖို့ဖြည်းဖြည်းမှန်မှန်နီးတန်းပြုပေးရမှာပါသူမရဲ့လက်မောင်းလေပင် One Bite စပင်မျက်နှာလေးတွေကိုထိတို့ပေးခြင်းဖြင့်စတင်ပါပြီးတော့မှနောက်တစ်ဆင့်တက်ပါသူမစောင့်နေရတာစိတ်ကြလွန်းလို့အချိန်ရောက်တာနဲ့တင့်ပေါ်ခုန်တက်လာပါလိမ့်မယ်နံပါတ်2အမြည်ပေးပါသူမကိုတင်နောက်ကြရင်ဘာတွေလုပ်မှာလဲဆိုတာကိုအမြည်လေးတွေပေးပါဘယ်ချိန်ရက်ရမလဲဆိုတာတော့သိမယ်ထင်ပါတယ်သူမရဲ့ပန်းပူးလေးကိုတိုးထီယုံလေးပဲကစားပါတခြားဘာမှမလုပ်ပါနဲ့သူမကတင့်ကိုရှေ့ဆက်တိုးဖို့အမူအရာတွေပေးပါလိမ့်မယ်ဒါပေမဲ့မတိုးပါနဲ့သူမအကြာကြာဆောင်းရလေစိတ်ကြွလေပါအကြာကြီးလဲဆောင်းထိုင်းမထားပါနဲ့အောင်နံပါတ်3နန်းတက်ပါစေတဲ့နန်းကနူးညံ့လေလေရိုမန်တပိုဆန်လေးလေးပါအဲ့ဒါဟာသူမကိုစိတ်ပါလာအောင်နှွေးပေးပါလိမ့်မယ်ပြီးတော့သူမတင်ကိုပိုးချစ်သွားပါလိမ့်မယ်တင်ကသူမကိုတန်ဖိုးထားတာလဲတည်သွားပါလိမ့်မယ်တင့်ကိုလည်းတန်ဖိုးထားပါလိမ့်မယ်နံပါတ်4ချီပိုးပါသူမကိုနယံနဲ့ကတ်ထားပြီးသူမတင်ပါလေးတွေကနေမရင်သူမခြေကောက်တွေကိုတင်ကားကိုဖတ်ထားခိုင်းပါသူမနဲ့ဆက်ဆံရင်ခဏရဲ့သူမမျက်လုံးတွေထဲစိုက်ကြည့်လိုက်ပါပြီးတော့ဆက်ပြီးဆက်ဆံပါနံပါတ်5စိတ်ကြွစရာပြောပြပါတင်ချစ်သူလေးကစိတ်ကြွစရာတွေကြားရတာကြိုက်ပါတယ်နှုတ်ရင်ကျေးမှုဆိုတာအိတ်ခမ်းထဲမှာအကျုံးမဝင်ပါဘူးဆဲဆိုတော့မနေပါနဲ့တင်သူမကိုနည်းနည်းညစ်တီးညစ်ပတ်ဆန်တာတွေမေးလို့ရပါတယ်ဥပမာဘလို့ခံစားရလဲလိုချင်သေးလားဆိုတာတွေပါတင်သူမကိုဘာလုပ်မယ်ဆိုတာလဲနားနာတက်ပြီးတေချာတရုပ်ပေါ်အောင်ပြောပြပါဒါပေမဲ့တိန်တို့နှစ်ယောက်လုံးလိန်ကိစ္စမှာအကျွမ်းဝင်ပြီးသူမလည်းလိုချင်မှအဲ့လိုတွေပြောပါရှက်ကြောက်နေတဲ့သူဘူးသွားပြောရင်တော့သူမငိုသွားပါလိမ့်မယ်နံပါတ်6မန်းဆက်ရခတ်နေပါစီသူမမန်းရခတ်အောင်လုပ်ပြီးသူမကို surprise လုပ်ပါတင်လုပ်မယ်လှူရှားမှုတိုင်းကိုသူမခံမန်းနေရပါစေခုလှူရှားမှုမှာနူးညံ့ရင်နောက်တစ်ခုကိုမှန်းဆမရအောင်လုပ်ပါသူမကိုကတင်ပေါ်ပစ်လဲပါသူမအပေါ်အင်ကြီးချွတ်လိုက်ပါသူမလေတိုင်နဲ့ရင်သားလေးကိုနမ်းပါတင်ပါလုပ်မယ်ဆိုတာမှန်းနေရတာသူမကြိုက်ပါတယ်တင်ဒီအခြေခံလေးတွေကိုသိရင်တော့သူမပြီးဆုံးဖို့တဝက်လောက်ပဲလိုတဲ့အခြေအနေကိုရောက်ပြီးတင့်ကိုဆက်လုပ်ဖို့တောင်းပန်နေလောက်ပါပြီ